class မှာအိမ်ဝယ်မဲ့သူတိုင်းသိထားတဲ့ property tax exploration အကြောင်းကိုပြပြပေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင် loan officer စုမိဖြစ်ပါတယ် property tax exploration ဆိုတာကအိမ်ရောင်းဝယ်ဖြစ်သွားတဲ့အချိန်မှာပေါ့နော် property tax ကို seller ဘက်ကဘယ်လောက်ပေးပါမယ် buyer ဘက်ကဘယ်လောက်ပေးပါမယ်ဆိုပြီးတော့မှတွက်ချက်တာကို property tax exploration လို့ခေါ်ပါတယ်ဆိုတော့မြင်သာအောင်လို့ဥပမာလေးနဲ့ကြည့်ပါမယ်အကယ်၍မိမိအိမ်ကဇူလိုင်လ3ရက်နေ့မှာ close ဖြစ်တယ်ဆိုရင်အိမ်ရောင်းတဲ့သူ seller ဘက်ကနေပြီးတော့မှ January 1ရက်နေ့ကနေပြီးတော့မှဇူလိုင်3ရက်နေ့အထိကို property tax ပေးမှာဖြစ်ပြီးတော့မှဇူလိုင်4ရက်နေ့ကနေပြီးတော့မှ December 31ရက်နေ့အထိကိုကြာတော့အိမ်ဝယ်တဲ့သူ buyer ဘက်ကနေပြီးတော့မှ property tax ပေးရမှာဖြစ်ပါတယ်ဆိုတော့property tax တွေက Texas ပြည်နယ်မှာဆိုလို့ရှိရင်နှစ်ကုန်မှာပေးရတယ်ပေါ့နော်သူကနေပြီးတော့မှအိမ်ဝယ်တဲ့သူ buyer ကို credit အနေနဲ့ closing မှာပေးလိုက်မှာဖြစ်တယ်ဆိုတော့ထားပါတော့ဒီ property tax ကတစ်နှစ်လုံးစာမှာ9300ကျတယ်အိမ်ရောင်းတဲ့သူပေးရမယ့်အပိုင်းက3680ဆိုလို့ရှိရင်ဒီ3680ကို buyer ကိုသူက closing မှာ credit အနေနဲ့ပေးလိုက်မှာဆိုတော့နှစ်ကုန်လို့ property tax ဆောင်ရမယ့်အချိန်ကြာလို့ရှိရင်အိမ်ဝယ်တဲ့သူကနေပြီးတော့မှသူတယောက်တည်းဒီတစ်နှစ်လုံးစာဆောင်လိုက်တဲ့သဘောပေါ့နော်ဒါပေမဲ့လည်းသူက closing မှာပတ်စံရထားပြီးသားအဲ့ဒါကိုကျမတို့ closing disclosure ရဲ့ page 3မှာကြည့်လို့ရပါတယ်တချို့ကျတော့ဒီ closing disclosure page 3မှာပေါ့နော်မကြည့်လိုက်မိဘူးပြီးတော့နှစ်ကုန်တဲ့အခါကျတော့ဘာဖြစ်လို့ property tax ကိုသူတယောက်တည်းပေးရတာလဲ seller ကမပေးသွားဘူးဆိုပြီးတော့မှကျမဖုန်းဆက်ပြီးမေးကြတယ်ပေါ့နော်တကယ်တော့အဲ့လိုမဟုတ်ဘူး proration ကို title company ကတွက်ထားပေးပြီးသားပေါ့နော် seller ကတော့ဘယ်ကနေဘယ်လောက်ထိပေးမယ်အဲ့ဒါကိုဒီအိမ်ဝယ်တဲ့သူပေါ့နော် buyer ကို credit အနေနဲ့ပေးထားပြီးသားနှစ်ကုန်သွားတဲ့အခါကျမှအိမ်ဝယ်တဲ့သူကနေပြီးတော့မှအားလုံးပေါင်းပြီးတော့မှတစ်နှစ်လုံးစား9300ဆို9300သူကပေးလိုက်တဲ့သဘောပေါ့နော်ဆိုတော့ဒါကို property tax exploration လို့ခေါ်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ရှင် bye bye